ရှက်ဖို့အမေပို့ပေါ်နေပြီနောက်လည်းကောင်းမယ်ပြာစွန်းတော့ကြတယ်တော့ဒီပါဦးဘဝတောင်မပါတော့ဘဝအဲ့ဒါဒီတော့ပါဦးဘဝတဲမှာအဲ့ဘီမို့ဗီဒီယိုထဲမှာဒါငါဘဝကိုရှာလို့ဒီပါဒီတော့ဖဲဒီလိုမရအောင်ဒီမှာလေးဘဝအရင်တော့ဒီဘုံမှာထားအောင်ထားဟုတ်တယ်တော့အဲ့လိုပဲအဲ့ဒီဗီဒီယိုကမှစုမသေးနိုင်တော့လို့ထားခဲ့တဲ့ဗီဒီယိုဒီနေ့ငါလည်းဒီမရှိဘူးနဲ့တော့မကုန်းနဲ့ဒီနေ့ဒီလိုမျိုးပြရနေတယ်တော့ငါရတယ်တော့မှဒီနေ့တော့မူရှိဘူးကတော့ရတော့ကမှုကဆေးရတော့ကြောင့်ဘယ်လေးကတော့မှရရှိတယ်ယတနာကြီးငါးပါးနဲ့အခါခဏလေးကလေးကိုပြီးတရားပေါ်တရားဒီကစားတာ